ရားရှိခိုးရမှလည်းပြင်းတယ်ဘုရားလည်းတနေ့မှမရှိခိုးမိဘူးနော်ဥဒ္ဓီလဆိုဝေး၅ပါးသီလလည်းချိုးဖောက်တယ်ဆိုရင်ဒါကိုယ့်ကိုပျက်စီးနေပြီလို့မှတ်သားဖို့တော့ကုသိုလ်ကောင်းမှုတနေ့တိုင်းကုန်သွားရောကုသိုလ်ကောင်းမှုတွေမှာစိတ်ကိုလုံးဝမရောက်ဖဲနဲ့ကောင်းကောင်းအာယုစိတ်တွေစာဝနေရေးနေ့စဉ်ဘဝရုန်းကန်နေရတဲ့အထက်မှာပဲအချိန်ဖြုံးပြီးတော့နေတယ်ဆိုလို့ရှိရင်ငါမှကောင်းတဲ့စိတ်တွေပျက်စီးနေပါလားဆိုတာဆင်ញင်သုံးသပ်တွေးတောအောင်ရသော်ဗျာတတိပေးတာကိုရဲ့ပျက်စီးဆုံးရှုံးနေမှုကိုလည်းပဲဆင်ញင်သုံးသပ်ပေးရမယ်နောက်တစ်ခုကြတော့ကိုနဲ့ကိုပတ်ဝန်းကျင်ဆိုတာဆက်ဆက်ပြီးတော့နေတခြားပုဂ္ဂိုလ်တွေကိုလည်းကြည့်လိုက်တခြားပုဂ္ဂိုလ်တွေရဲ့ကိုနဲ့အနီးမှာပတ်ဝန်းကျင်မှာရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အနေအထားပျက်စီးဆုံးရှုံးနေမှုကိုလည်းဆင်ញင်သုံးသပ်ကြည့်ရဘယ်ပုဂ္ဂိုလ်အဖြစ်ဝိဇ္ဇသီလတွေပြတ်ပြားတယ်မကောင်းမှုဒုစရိုက်တွေလုပ်တယ်ဝိရစေဝါတွေသုံးတယ်ရက်သေးစားတောက်စားတယ်ခိုးဆိုလူရိုက်တက်ခိုင်နေတယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့အခြေအနေကိုကြည့်ဘယ်လိုဖြစ်သွားသလဲဆိုတာမျိုးသူတို့ဘာရဲ့ပျက်စီးဆုံးရှုံးမှုဆိုတာကိုလည်းဆင်ញင်သုံးသပ်ကြည့်ဖို့လိုအပ်တယ်ဆင်ញင်သုံးသပ်ကြည့်ရမယ်မိမိရဲ့ပျက်စီးမှုကိုဆင်ញင်သုံးသပ်တယ်လို့တစ်ဖက်သားတွေရဲ့ပျက်စီးမှုတွေကိုလည်းဆင်ញင်သုံးသပ်ကြည့်ဖို့လိုအပ်တယ်ဓမ္မသာလည်းအခြေအနေမှန်ကိုသိမှာဒါဟာနေစဉ်ကိုယ့်အတွက်လှုပ်တင်လှုပ်ထိုက်တဲ့တစ်ခုပျက်စီးမှုဆင်ញင်သုံးသပ်မှုကိုပြုတယ်လို့ကြီးပွားတိုးတက်မှုအောင်မြင်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းဆင်ញင်သုံးသပ်ကြည့်ရအတ္တသမ္ပတ္တိငါကတော့မနေ့အေးရထတာနဲ့ဘုရားဝတ်ပြုတယ်နော်ပရိစိတ်တယ်ဘုရားကုံတော်တွေပွားများအားထုတ်တယ်ပိယိမေတ္တာရွတ်တယ်ဘုရားကိုပန်းရည်ချမ်းနေတယ်စိမိပန်းတို့ဖြင့်လူတော်ပူဇော်လှူဒန်းတယ်ဘာဝတိလခံယူဆောက်တည်တယ်တဏိတာလုံးကုံဆုံးတဲ့အချိန်ငါစိတ်ထဲမှာကုသိုလ်တွေနဲ့ပဲအချိန်ကုန်သွားတယ်ကိုယ့်ရဲ့ပြည့်စုံမှုဆင်ញင်သုံးသပ်ကြည့်အဲ့ဒါလိုပဲကိုယ့်ဘဝတည်းမှာရှိကြတဲ့ပုဂ္ဂိုလ်တွေဘယ်ပုဂ္ဂိုလ်အဖြစ်ဘုရားတရားမြဲတယ်ဘယ်လိုကိုจิตတရားတွေကောင်းတယ်အနေတိုင်းဘယ်လိုကောင်းတယ်ဘယ်လိုဒါနကောင်းမှုတွေလုပ်တယ်ဘယ်လိုသီလတွေစောင့်တည်တယ်ဆိုတဲ့သူတစ်ပါးရဲ့ပြည့်စုံမှုတွေကိုလည်းပဲဆင်ញင်သုံးသပ်ကြည့်ရဒီနှစ်ခုအလုံးပေါင်းလိုက်တော့၄ခုပေါ့အတ္တဝိပတ္တိမိမိရဲ့ပျက်စီးနေပုံပရဝိပတ္တိသူတစ်ပါးရဲ့ပျက်စီးနေပုံအတ္တတမ္ပတ္တိမိမိရဲ့ပြည့်စုံမှုပရတမ္ပတ္တိသူတစ်ပါးရဲ့ပြည့်စုံမှုဆိုတဲ့ဒီချက်၄ချက်ကိုရှုမြင်သုံးသပ်ဆင်ញင်တာဟာကောင်းတယ်လို့အင်တမကောင်းမြတ်တဲ့အဖြေတွေကိုထုတ်နိုင်တာမို့မြတ်စွာဘုရားကယဟန်တွေကိုတတိပေးတယ်အမတ်တမဲမနေကြနဲ့ဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ဘဝကိုအဖြေထုတ်နိုင်အောင်လေ့လာဆင်ញင်သုံးသပ်ကြဖို့ဒီလိုဟော